အမွေအေယာဝရီတိုင်းဒေသကြီးကျုံပြော်မြို့နယ်မဆကူချေရွာကအလူတော်တရင်တွေနဲ့စီပုံမောင်းတိခတ်လို့ကြီးညာနေပြီလေအလူတိုင်ကဥဤသေးရဲ့တရားပြဖြူစင်အလူတိုင်ကမတော်ရွှေကြီးရဲ့စေတနာအလှဝေဝေဖြာမိသားစုပေါင်းလို့စုတို့ပွဲစဉ်ရှင်လောင်းလဲပွဲမြင်ရသူတိုင်းကြည်နူးစိတ်တွေရွှင်သာယတနာကိုရဟန်းခံရှင်ပြုလို့လေသမီးယတနာကိုနာသာမင်္ဂလာဆင်ရင်ပေးဗုဒ္ဓသာသနာအထွတ်ရှိဖို့အမွေပေးလူပဲဒီကုသိုလ်ကြောင့်နိဗ္ဗာန်ကိုရှိမှန်းကြသည်လေရွှေရောင်ဝင်းနဲ့မင်းသားတွေလို့ရှင်လောင်းတွေရဲ့မန်းစကူရွာလမ်းမထက်မှာအလှတွေဝေဖြာတယ်ဆိုင်တန်ဘုံတန်အိုးစီတန်တွေညံလို့ရဲ့ရွာသူရွာသားပေါင်းလဲဝိုင်းဝန်းလို့ပြောကြတယ်ဟောဒီအလူပွဲကြီးကဖြင့်သိပ်ပြီးတော့စီကားလာတယ်ကွယ်ဦးဤသေးနဲ့တော်ရွှေကြည်မိသားစုတော်နတ်လူသားတူခေါ်စီဘူးခေါ်စီဖို့ရကုသိုလ်တွေဖော်စီပွားတော်ကချမ်းသာကောင်းကျိုးတွေဖော်သာသနာပြုတဲ့အလူတိုင်း